လက်ဖက်တုံးမယ်ဆိုဘာလို့ရေခဲကြောင်းထိုင်စားတာ လက်တော့မယ်လက်တော့မယ် ကော်ဖီဘာမှလက်ဖက်မဟုတ်ခန်းကြည့်နေတော့ ဒီဦးစိမ်းလေးနဲ့ကော်ဖီလေးနဲ့အမေရလဲ ဘာမှမစားဘူး လာ လား မမကြည့်ဘူး တက်တက်ရှင်းရှင်းလို့အစီတွေခွာမှာလား ဟာလည်းမေ ဘာလဲ ကော်ဖီဟုတ်ပဲဟုတ်ကနာတော့တာ အဲ့ နော် နော်အိမ်မှာလက်ဖက်တော့ဆိုင်ကိုအိမ်ကလည်းနည်းနည်း နည်းနည်းကော်ဖီမရှိလို့လေကော်ဖီထည့် ပြောင်းမှုပြုတ်မယ်ဆိုရင်တော့မပြောင်းမှုရေးစီးပြရတယ် မရှိစေးရေးစေးထားတာ ဟာတက်တက်ရှင်းရှင်းလို့ ဘာလို့လာပြောနေလဲ ပြောရလဲမေး တော့ကတော့ပါလားလို့လား စားမယ်မိသားမတော့တက်ပေးမယ်အချို့တော့ပေးမယ် လည်းလည်းတော့ ဟောတော့ပေးပါမယ်ဆိုမှတေးတေးချာချာညက်ချက် မင်းရတော့က3000ကျန်သေးရဲ့မရှိ အဲ့ဒါမှမင်းရင်တိဝယ်စားတာ မင်းဒီ3000စားတာ2000ဝက်စားတာလေ တေးတေးချာချာတော့နော်ကောင်းကောင်းလေး ဟုတ်တာ ပြောရင်ခါတယ်နော်တို့တို့လွတ်တဲ့ကြိုက်လားဒါကကျွန်တော်လက်ဖက်တုပ်တဲ့ထဲမှာပြောင်းမှုဖြစ်ပါတယ်ဒီပြောင်းမှုကတော့ကျွန်တော်လက်ဖက်တဲ့ထဲမှာထွက်ပါတယ်ခင်ဗျာအဲ့ဒါအကုန်ညက်ထဲမှာလားဆက်သွားမှာပေါ့လက်ဖက်ကဒီမှာစက်တုံဖြူကျော်ရှိသေးတယ်မှာဒီထဲမှာပုံမှန်ပြီးနှစ်ပြန်ကျော်ထဲပြုံးလို့ တဲ့မှာလေ ဟုတ်မှထင်တယ်ဒါကတော့ကျွန်တော် plating ပြင်နေတာဖြစ်ပါတယ်ခင်ဗျာခုတော့အများကြီးပဲပြီးရင်10မိနစ်တောင်ကြာမှာမဟုတ်ကုန်သွားလိမ့်မယ် စက်တံပေါ်နေတယ်လားနော် ထည့်လိုက်Oh my god လက်ဖက်တုံးကအများကြီးဖြစ်နေပြီဒါကတော့ရားတောင်မှုဖြစ်ပါတယ်ခင်ဗျာစာမိုင်စီတဆွန် ပြနေပါမယ်နော် Okay ကိုရှိမိခမတရားထမင်းမစားတယ်မိုင်အများကြီးပဲကျွန်တော်စားလို့တောက်လို့ရအောင်ပါပြီခင်ဗျာဒါကတော့လက်ဖက်တုပ်ဖြစ်ပါတယ်ဒါကတော့ကြာစံပြုတ်ပါဒါထမင်းဖြူဖြစ်ပါတယ်ခင်ဗျာ ကျမရဲ့လက်ရလေးပဲဖြစ်ပါတယ်ရှင် ကြာပြီလားဆို